ရပါဖြစ်တာ မဖြစ်တော့ ဘာမှမဖြစ်တော့အဲအမကြီးမီးရသွေးဆုံးဆိုတာပြောတော့မှဘာတွေဖြစ်တာကဲ မီးရသွေးဆုံးဆိုတာညောင်းနေ အဲ ညောင်းချီပြီးတော့လှုပ်ချင်မှု မလုံးချင်ဘူး မောတယ် ဟုတ်ကဲ့အဲ မောတယ် ညောင်းနေမောတယ်အဲ အဲ့ဒါသွားလည်းမသွားချင်ဘူးပဲ သွားလည်းမသွားချင်လမ်း လုံး လမ်းသွားရင်ဘယ်လိုသွားလဲ မလေးမသွားနိုင် မ ဘူး သွားနိုင်ဘူး တုံးလုံး တုံးလို့ လူမမာမတကယ်လူမမာကြီး အဲလူမမာကြီး အဲ့ဒါက ဘယ်နှစ်လောက်ဖြစ်သွားတာအဲ့ဒါ ဘယ်နှစ်လောက်ဖြစ်လဲဆို9နှစ်လောက်ကြာတယ် 9နှစ်လောက်ကြာလားအဲ့တိုင်းဖြစ်နေတာသုံးလုံးကြီးပဲ အဲ့ဒါဟိုဆေးကကောင်းတယ်ဟိုဆေးဝယ်တော့လိုက်ဟိုဒီဆေးကကောင်းတယ်ဒီဆေးဝယ်တော့လိုက် ဟုတ်ကဲ့ ဟိုဆေးကသွားဆေးထိုးလိုက်ဒီဆေးကဆေးထိုးလိုက်နေအဲ့ဒီလိုမျိုးတွေဖြစ်နေ အဲ့ဒီဟိုဟာမလီစင်လုံးမလွယ်လာပေးတွေကအခုအထိတွားနိုင်တယ်ကြားတွေကပြောတယ်သူ့ပဲတွားနိုင်တယ်မဟုတ်ဘူးတွားမှလည်းကောင်းတာနော် တော့မလေးကောင်းတာဟုတ် အိမ် ပြီ မကြီးပဲနေလို့မရဘူးကြာကြာအဲ့ထဲကနေပြီးတော့အခုဒီအားလေးပါလေးရော့လို့ရှိရင်အကျော်စီအားသေးလေးတွားလို့ ဒါပဲဘာမှမဖြစ်တော့ ဘာ တောင်မွေးနဲ့သွားဗနနဲ့သွားတာတောင်မွေးနဲ့သွားတာ တောင်ဝဲနဲ့တွားဖို့ ညောင်ဘက်ကို တွားဖို့လေရမှာ9000 6000လောက် ညောင်ဘက်တင်ငါးက6ခွက်လောက်နာလားအဲ့ဒါတုံးလို့ ညောင်ဘက်ကောင်းမှုတယ် မထနိုင် ကောင်းမှုတယ်မထားနိုင်ဘူး ကောင်းမှုတယ် အဲ့လိုလည်းမရဘူး မောတယ် မောတယ်အဲ့လိုလည်းမရဘူးရင်တွေလည်းကြက်တယ်ကဲယောဂမျိုးစုံမလားဒါမီးရသွေးဆုံးယောဂလို့ခေါ်တယ်လား အဲ့သွေးဆုံးအဲ့ဒါဆေးမတွေ့ရင်အဲ့သွေးဆုံးကတေးတယ် သေးတယ်တော့အဲ့ဒါဒီဆေးရတာဆက်ရတာဆေးဖော်ပြီးတော့စတုထမြောက်ပေါ့ဒါ၄ဦးမြောက်ဒါကုရလူနာနဲ့ဒါဆရာမိတ်ဆက်ပေးတာလားအနေနဲ့အသီးသီးကသွေးဆုံးသမားများသွေးဆုံးယောဂဖြစ်တဲ့လူတွေအကုန်လုံးပေါ့နော်အခုဆက်သွယ်ခြင်းနဲ့ဆိုရင်3996688389ဆရာပင်ကိုဖုန်းနံပါတ်ပဲလားအဲ့ဒါနဲ့ဆက်သွယ်လိုက်တာအခုလိုပြောက်တော့ပြောလား အခု ဥပုပ်ကြောင့်လည်းသွားနိုင်ပြီ ဥပုပ်ကြောင့်လည်းသွားနိုင် အလုံးလည်းလုံးနိုင်တယ် အမေလည်းစားနိုင်တယ်လုံလည်းလုံနိုင်တယ်ဆေးတောက်ပြီးရအောင် စိတ်ချမ်းသာသွားတာဟလား စိတ်ချမ်းသာသွားတာ ဟုတ်ကဲ့ ဟုတ်လေဗနာဟိုဒီဥပိ္ပဟိုအလုံးတုံးကလာပြီးတော့ဘာခေါ်မလဲလာပြီးတော့ဟိုကစိုက်ကြပြောပါတော့အဲ့ဒီလူကအိမ်ရကောင်မအမေကအဲ့လိုအကြောင်းပဲအမေမထားဘူးတုံးလုံးကတုံးလုံးနေမကောင်းလို့နေ့အမေအသက်ဘယ်လောက်ရှိပြီလဲဘယ်လောက်တော့ရှိပြီအဲ့ဒါသွေးဆုံးကြိုင်တာအိုးလေဗနာနေပြီးတော့ဝဲပြီးတော့ပေးတယ်တဲ့ဘယ်လိုမှမတိုး ဆေးုံဆုံးတာပဲလား ဆေးကိုစုံနေတာပဲဆေးထိုးရတာ ဆေးဆုံးတာ